တော်လာမနက်ခင်းပါခင်ဗျာမြန်မာနိုင်ငံချမ်းပြည်နယ်တောင်ပိုင်းတနေရာနေပြီးတော့နိုင်ငံနေရာနှံ့ကပြည်သူတိုင်းသားများနဲ့ကမ္ဘာနိုင်ငံနေရာနှံ့ကမြန်မာပြည်ချစ်သောပြည်သူတိုင်းသားမိတ်ဆွေအားလုံးကိုနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာမြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာအားလုံးတွေးထင်ကြံမျှော်လင့်ထားတဲ့အတိုင်းပါပဲဖက်စစ်ကြမ်းဖက်သမ္မတယူမင်းအောင်လှိုင်ဟာသူ့ရဲ့နောက်ဆုံးရက်စွဲတွေကိုပုံမရက်တူသွားစေတဲ့ယူသွမိုင်မဲသောလုပ်ရက်တွေကိုနောက်တစ်ဖြစ်အတင်းခံပြီးသူ့ကိုယ်သူနောက်ထပ်6လတက်တန်းအတင်းတိုးဆွဲဆန့်လိုက်ခြင်းအဖြစ်ပြသလိုက်ပြီးဖြစ်ပါတယ်။ဒီတို့ဖြစ်စေလူမိုက်ဟာလူမိုက်တို့ရဲ့ဇာတိန်ခန်းကိုပဲမယူရဲဆန်စွာတိုးဝေရင်ငရဲကိုလက်ရက်ဆင်းမဲ့internet connection စမပြေတာရှိရင်ခွဲလို့ပါဒီလိုပြင်ဆိုစေလက်ရှိတော်လိုင်းတပ်ဖွဲ့အားလုံးရဲ့ခံချက်ညီတဲ့ပုံမထူးကြုံပြောင်မြောက်ထက်မြက်လာတဲ့စီရေးဆွမ်းမကားတွေကြောင့်ကျွန်တော်တို့မြို့သိမ်းပြည်နယ်သိမ်းစစ်စင်ရေးကြီးတွေဟာပုံမလင်းမြန်တော့လက်ခက်စိတ်စိတ်ဖြစ်ပေါ်လာတာတွေ့ရပါလိမ့်မယ်ဒီလိုပဲကြမ်းဖက်ဖက်စစ်တပ်ဘက်ကညီပေါင်းစုံနဲ့သူတို့ရဲ့အာဏာဆိုးကိုတက်တန်းဆိုးကိုဆွဲဆန့်ချန့်ကျက်ဖို့ကြိုးစားပေမဲ့သူနောက်ဆုံးဖြစ်ပေါ်လာတဲ့အခင်းကျင်းတွေရမင်းအွန်လိုင်းဟာသူ့နောက်မှာပူတင်ရုရှားမိတ်ဆာပူတင်တယောက်ပဲရှိတော့တဲ့သဘောတွေ့ရပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel မှာတွေ့ကြလိုက်ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတော်လေးနဲ့ပတ်သက်တဲ့ဗီဒီယိုတင်ကောင်းတွေကိုတင်ဆက်ပေးနေရမှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပြီး like ချင်တဲ့ကြောင်ပြင်နေတဲ့နေ့တွေဆောင်လို့နေပြီးတောင်းဆိုချင်ပါတယ်ခင်ဗျာအင်ဒီဂျင်တရုတ်ကွန်မြူနတီအစိုးရဘက်ကဘလောက်ပဲဗီဇာတစ်ဖက်ရေမိုးတစ်ဖက်နဲ့နိုင်ငံရေးကစားကွက်ရွှေ့ပြီးသူတို့ရဲ့တရားစတာခြေကုပ်ရလို့မှုရေရှည်ဘာဘီယာပလန်တွေကိုစူးစမ်းခဲ့ပေမဲ့အခုသူတို့ရဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲနဲ့ပုံမဆိုးရတဲ့အခြေအနေတွေဖြစ်ပေါ်လာနေတာဟာတရုတ်ပါဝင်အိန္ဒိယအာဆီယံနိုင်ငံတွေအားလုံးအတွက်ပူဝင်စရာအမြင့်ဆုံးကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်။ဒီကနေ့အဆိုရင်လည်းပဲမြန်မာပြည်အရေးနဲ့ပတ်သက်ပြီးတော့ American လွှတ်တော်မှာလွှတ်တော်200ပေါင်းကနိုင်ငံခြားရေးဝန်ကြီးနဲ့ USAID ဖွဲ့စည်းရှိတွေကိုတရားဝင်အကြောင်းကြားစာပေးပို့ပြီးမြန်မာအရေးကိုထဲထဲဝင်ဝင်ရှင်းရှင်းလင်းလင်းကူညီဖို့ထုတ်ပြန်လာခဲ့ပြီဖြစ်တယ်။ကျွန်တော်တို့တိုင်းပြည်မှာကပ်ဘေးမျိုးမျိုးစစ်မဲ့ဘေးယောဂဗျာဘေးရာသီဥတုသဘာဝဘေးမျိုးမျိုးတပြိုင်နက်တည်းကြုံတွေ့နေရတဲ့အတွက်ကြောင့်3နှစ်ကျော်ကာလတောက်ခံရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ပြည်သူတွေအနေနဲ့လည်းအတော်ကြီးကိုပြင်ပန်းဆင်းရဲဒုက္ခရောက်နေပြီဖြစ်တယ်။ဒီကြားထဲမှာအတင်းအဓမ္မလူသစ်စုဆိုပြီးပြည်သူသားပေးခြင်းတွေကိုပေါ်တာဆွဲဖမ်းဆီးစစ်တပ်နဲ့အတင်းပို့စစ်မြေပြင်ကိုအတင်းလွတ်ခါအသေးခံခိုင်းနေတဲ့မင်းအောင်လှိုင်ရဲ့လွှဲကိုလည်းပဲတနိုင်ငံလုံးကအော်နှလုံးလာယွန်ရှာလာပြီးအခုဆိုရင်ဖက်စစ်တပ်ထဲမှာကိုပဲတရေတီးတွေပုံမများပြားလာပြီးသူ့ရဲ့အဖြတ်အမောက်လုပ်ရက်ကိုသူ့တပ်တွင်းမှာပဲသူလှုပ်လာတာကိုပူရမခလက်နက်တိုက်ကြီးတွေမီးလောင်ပေါက်ကွဲတာစစ်တီအင်အား200 300တပိတ်ထဲအုပ်စုလိုက်လက်နက်ချလာတာကူးပေါင်းလာတာကူးပြောင်းလာတာထွက်ပြေးလာတာဒါတွေကြည့်ချင်းအဖြစ်မင်းအွန်လိုင်းရဲ့ဥဆောင်မှုနဲ့ဘလို့မှဖက်စစ်တပ်ဟာရှေ့ဆက်သွားလို့မရနိုင်တော့ဘူးဆိုတာကိုပြသပြီးဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးဟာသူတို့ဘက်ကဘလို့ပဲအာဏာဆိုးဆွဲဆန့်ပါစေဘလို့နည်းနဲ့ပဲဥပဒေမဲ့လှည့်ဖျားနေပါစေဘလို့နည်းနဲ့ပဲလူထုကိုအကြောင်ရိုက်ပြီးတော့နော်ဆက်လက်ပြီးလိမ်လည်ဖို့ကြိုးစားနေပါစေသမ္မတအေဘရာဟင်လင်ကိုပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ဒီဟာလူတချို့ကိုတစ်ချိန်လုံးလိမ်လို့ရရင်ရမယ်တဲ့။သို့မဟုတ်လူအားလုံးကိုအချိန်တချို့မှာလိမ်လို့ရရင်ရမယ်တဲ့။နော်။ဒါပေမဲ့မင်းဟာလူအားလုံးကိုတစ်ချိန်လုံးလိမ်ညာလို့မရဘူးဆိုတာအခုကျွန်တော်တို့အားလုံးအလိမ်ခံခဲ့ရတယ်အလိမ်ခံနေရတယ်ဆိုတာအစောပိုင်းကတော်လိုင်းတပ်သားတွေကသိရှိတဲ့ပြတော်လန့်တယ်သို့တော်ပြည်တွင်းကတချို့သောသူတွေမျိုးကြီးပြကြီးရသူတွေစီးပွားရေးသမားတွေအားစစ်အာဏာရှင်နဲ့ဘလူးဘလဲလုပ်ပြီးတော့
ခစ်ပြတ်တော့ငါတို့ရအောင်ခွင့်ရရှာစားလိုက်မယ်ဆိုတဲ့လူတန်းစားတွေဖက်စစ်အာဏာရှင်စနစ်ကိုထောက်ခံပံ့ပိုးပြီးတော့မှဆီအာဏာရှင်စနစ်ခေါင်းထောင်လိုက်ငါတို့ဆွေစဉ်မျိုးဆက်ချမ်းသာအောင်လုံနိုင်ရကြည်ရဲ့ဆိုတဲ့တိုင်းမှုတမမှုပြောင်းမှုဖြစ်အောင်ကြိုးစားပြီးတော့ခိုးစားဖို့ကြိုးစားခဲ့တဲ့သူတွေသူတို့တွေဟာနောက်ဆုံးချက်ဖြစ်တဲ့လူအားလုံးကိုတစ်ချိန်လုံးလိမ်လည်လို့ကြိုးစားလို့မရဘူးဆိုတဲ့တပ်တွေကိုသိရှိလာပြီးတဲ့နောက်အခုဆိုရင်သက်စစ်ကြမ်းဖက်တပ်ထဲမှာချင်းချင်းပြိုကွဲဖျို့ဖျက်ဖြစ်နေတဲ့တိုင်းစစ်ဌာနချုပ်အဆင့်ထီကိုအသေးအတန်ခုခံကာကွယ်နေရပြီဖြစ်တယ်နေပြည်တော်ပတ်လေတဲအိတ်ခံတပ်တွေနဲ့ပတ်လေကာကွယ်နေရပြီဖြစ်တယ်သူတို့ရဲ့နောက်ဆုံးထွက်ပြေးပေါက်ဖြစ်တဲ့လိုင်ကောင်းကနေတရုတ်ပြည်ဘက်ကိုဖောက်ထားရဲဆိုလိုင်ကောင်းနဲ့ပတ်သက်ပြီးတော့လည်းအလွန်တရာစိုးထိတ်နေပြီဖြစ်တယ်နောက်ဆုံးတရုတ်ကမိစာတစ်ဖက်ရေမိုးတစ်ဖက်နဲ့လှုပ်ပြီးသူတို့ကိုကစားသွားနိုင်တယ်ဆိုတဲ့သုံးသက်ချက်ချပြီးတော့တရုတ်ကိုတော့စစ်ကြေညာဖို့ဘာဖို့ညာဖို့ဆိုပြီးတော့ဖက်စစ်ကြမ်းဖက်တပ်တွေဘက်ကကြောင်ကရန်းနဲ့သွေးသွန်းစကားတွေပြောလာပြီးဖြစ်တယ်ဒါဟာသူတို့ရဲ့ဖက်စစ်စနစ်လုံးဝအပြည့်တိုင်ပြိုကွဲညီကုန်းချိုးတော့မယ်ဆိုတဲ့လက္ခဏာတွေသာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူတိုင်းသားတရားလုံးတော်လိုင်းရေးတွေ့ရကောင်အားလုံးမမိတ်မလုံးမတုံသောဇွဲလုံးလယုံကြည်ချက်တွေနဲ့ရှေ့ဆက်ပြီးအောင်ပွဲကိုမရမချင်းအောင်ပွဲရပြီးတဲ့တိုင်အောင်မှမိမိတို့မျှော်မှန်းတဲ့နိုင်ငံတော်တစ်ကိုအေးချမ်းတည်ငြိမ်တဲ့အနေအထားတွေရောက်အောင်မတီဆောက်နိုင်မချင်းကျွန်တော်တို့အားလုံးယုံကြည်ချက်ပြင်းထန်စွာနဲ့ဆက်လက်ကြိုးစားကြဖို့တိုက်တွန်းနေပါတယ်ဒါကျွန်တော်ဖက်မင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ဓမ္မပြည်တွင်တော်လန်ရေးတပ်သားများနဲ့အတူရှိနေတဲ့ပြည်သူ့ဘက်တော်သားတယောက်စစ်အရာရှိဟောင်းတယောက်ကပြည်သူတို့ပုံမှန်လင်းတင်ပြခြင်းအစီအစဉ်ဖြစ်ပါတယ်လက်စားတဲ့ပြောရရင်ကျွန်တော်အခုဝတ်ဆင်ထားတဲ့စစ်ယူနီဖောင်းဆိုရင်မြန်မာ Spring Hands Helping Hands MSHH လို့ခေါ်တဲ့ American နိုင်ငံMichigan ပြည်နယ်မှာအခြေစိုက်တဲ့မြန်မာလူမှုအဖွဲ့အစည်းကစတင်မတီထူထောင်ပေးထားတဲ့စစ်ယူနီဖောင်းချုပ်အလုပ်ရုံကနေပထမဦးဆုံးချုပ်လုပ်တဲ့စစ်ယူနီဖောင်းဖြစ်ကြောင်းဘုံယူစွာနဲ့တင်ပြလိုပါတယ်အခု SSRY ရှမ်းပြည်တောင်ပိုင်းကလူငယ်တော်လိုင်းတပ်ဖွဲ့တွေအတွက်လိုအပ်တဲ့ယူနီဖောင်းတွေကိုအင်းနဲ့အားနဲ့ကျွန်တော်တို့ချုပ်လုပ်ပြီးကူညီပေးနေပါတယ်ဆက်လက်ပြီးတော့လည်းယူနီဖောင်းချုပ်စက်ရုံကြီးအဖြစ်ကိုအခိုင်အမာတည်ဆောက်ပြီးတော့ကျွန်တော်တို့ရဲ့နာဂတ်ပြည်တော်စုဖက်ဒရယ်ပြည်တော်စုကာကွယ်ရေးတပ်တော်အတွက်စုဖွဲ့မှုတွေအတွက်ရည်စူးတဲ့ပြင်ဆင်မှုမျိုးကိုပုံမတိုးချက်ထွင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့မြန်မာ Spring Helping Hands Michigan ကဖွဲ့သူဖွဲ့သားများအားလုံးအပါအဝင် American နိုင်ငံကမိတ်ဆွေအားလုံးကိုလည်းကျွန်တော်တို့ရဲ့ရေရှည်မျှော်မှန်းပြီးတော့ရေရှည်ဆိုတာဟာပြည်တော်စုနိုင်ငံတော်တည်ထောင်ရေးအထိဖြစ်ပါတယ်တော်လိုင်းရေးကြီးကိုဆွဲဆန့်ပြီးတော့တော်လိုင်းကြီးအတွန့်ရှည်ပါစေဆိုတဲ့ရေရှည်မျှော်မှန်းချက်မဟုတ်ဘူးကျွန်တော်တို့ရှေ့ဆက်သွားရမယ်ပြည်တော်စုနိုင်ငံတော်တည်အတွက်ပြည်တော်စုကာကွယ်တပ်တော်တည်ဆိုတဲ့ရည်မှန်းချက်ဟာမဖြစ်မနေကျွန်တော်တို့လိုအပ်တဲ့အတွက်အခြေခံကြသောအရာကိုရေရှည်မျှော်မှန်းချက်နဲ့ပြင်ဆင်ခြင်းဖြစ်ကြောင်းတင်ပြလိုပါတယ်အဲ့တော့နောက်ပြီးတော့တိုင်းနိုင်ငံရောက်အင်အားစုတွေဩစတြေးလျ၊နယူးဇီလန်၊ဂျပန်စတဲ့အင်အားစုတွေပေါင်းဆက်စုဖွဲ့ပြီးတော့ကူညီထားတဲ့ကြီးကအုတ်ထုတ်ထုတ်လုပ်တဲ့လုပ်ရုံလည်းပဲမကြခင်စတင်လက်ပတ်မှာဖြစ်ပါတယ်။ဒါမြေပြင်မှာကျွန်တော်တို့တွေတိုက်ပွဲလဲဝင်စီးရုံမှုလဲဆောင်ရွက်ပြည်သူတိုင်းသားကလေးငယ်တွေရဲ့ပညာရေးကျန်းမာရေးကိုလည်းစောင့်ရှောက်အနာဂတ်ထူးစစ်ဖို့ plan တွေကိုလည်းရေးဆွဲလက်ရှိအခြေအနေမှာလည်းအကောင်းဆုံးကိုရင်ဆိုင်ကျော်လွှားအခက်အခဲမှန်သမျှကိုအန်တိတ်တောင့်ခံပြီးအတူတူရုန်းကန်မယ်ဆိုတဲ့တိုင်းသားချင်းအေးတူပုံမြအတူတူကနေထိုင်မယ်ဆိုတော့ပြည်တော်စုချစ်စိတ်နဲ့လည်းကျွန်တော်တို့တော်လန်ကျွန်တော်တို့ဒီတိုင်းပြည်မှာလူလာဖြစ်ရတဲ့အကျိုးလူတန်ဖို့ကိုအကောင်းဆုံးအသုံးချပြီးတော့နိုင်ငံသားကောင်းတွေအဖြစ်အတူတူဝိုင်းဝန်းကြိုးပမ်းထုစစ်ရင်ကျွန်တော်တို့နိုင်ငံကြီးမကြခင်အေးချမ်းတာယာဖူလုံးငြိမ်းချမ်းပြည်တော်စုတဝမ်းအောင်ပန်းတွေနဲ့အပြုံးပန်းတွေနဲ့ငြိမ်းချမ်းတဲ့နေ့မကြခင်ရောက်မယ်ဆိုတဲ့ယုံကြည်ချက်ကိုထားပြီးတော့ရဲသာကြံတော့တဲ့ဖက်စစ်ငရဲခွေးတပရာယူမင်းအောင်လှိုင်ရဲ့နောက်ဆုံးထွက်သက်ရောက်ဒီအထိမမေ့မတော့ကျွန်တော်တို့အတူတူကြိုးပမ်းရုန်းကန်ကြပါစို့လို့တိုက်တွန်းရင်းနဲ့တော်လာမနက်ခင်းကိုနှုတ်ခွန်းဆက်ပါတယ်ဆက်လက်ပြီးတော့အမေရိကန်နိုင်ငံဂျပန်နိုင်ငံတကာရောက်ပြည်သူတွေအားလုံးကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကတကယ်လုံနေသောအဖွဲ့အစည်းတကယ်ကိုပဲစုဖွဲ့မှုနဲ့နော်စီရေးရစုဖွဲ့မှုပြည်အောင်စုနိုင်ငံတော်တည်တည်ဆောက်ဖို့အထိကိုယာရရည်စူးတဲ့ပြည်အောင်စုစိတ်ထားနဲ့ညီညွတ်မှုချစ်တန်စွမ်းရှိသောရည်မှန်းချက်တွေကိုဗျိုင်းတူချိခဲ့နိုင်စွမ်းရှိမှုစစ်ဝါဒီဖက်စစ်အကြမ်းဖက်စနစ်ကိုအမွေဆိုးလက်ခံတဲ့ပုံရိပ်မျိုးမှန်သမျှကိုဖယ်ရှားနိုင်တော့တဲ့စီရေးခေါင်းဆောင်ဒီလူတွေဒီတော်ရေးတပ်ဖွဲ့တွေကိုအားပေးကူညီပုံမဝင်းရံပြီးတော့ပုံမကြစ်လို့တော့ပုံမပြီးတော့ chain of command စနစ်ကြတဲ့စီဦးစီးအဖွဲ့တွေနဲ့လက်ပတ်ဆောင်နေသရှိတော့တိုက်စစ်အပြင်းထန်ဆုံးနဲ့
အမှန်ဆုံးအကောင်းဆုံးမြို့ပြအုပ်ချုပ်ရေးစနစ်ပါတွဲလေဆောင်ရွက်နိုင်စွာရှိသောတော်လိုင်းတပ်ဖွဲ့ဒီတွေကိုပဲအားမြင့်ကူညီပေးနိုင်ကြပါစေလို့ကျွန်တော်ကြံပြုစကားပြောကြားရင်းနဲ့နှုတ်ခွန်းဆက်ပါတယ်အားလုံးတော်လိုင်းမနက်ခင်းမှာကျွန်တော်တို့တွေယုံကြည်ချက်ပြင်းပြင်းနဲ့နတ်ဖြန်စီကိုမောင်းတင်ရင်အတူတူချိကပ်ကြပါစို့